ဘာပေါ်မှာငွေကြေးတန်ဖိုးအမြင့်ဆုံးတဲ့ကမ္ဘာပေါ်မှာငွေကြေးတန်ဖိုးမှာဆုံးနိုင်ငံထိထိနိုင်ငံ10နိုင်ငံအကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပတ်တစ်နိုင်ငံကဘယ်နိုင်ငံမှာဖြစ်မလဲဆိုတာနောက်ဆုံးဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။နံပါတ်30အမေရိကန်ဒေါ်လာဟာကမ္ဘာကုန်သွယ်ရေးမှာအဓိကအသုံးပြုနေတဲ့ငွေကြေးဖြစ်ပြီးအခြားသောနိုင်ငံတကာငွေကြေးတန်ဖိုးတွေကိုနှိုင်းယှဉ်ရမှာစံနှုန်းအဖြစ်အသုံးပြုရတဲ့အကောင်းဆုံးသောငွေကြေးလည်းဖြစ်ပါတယ်။နံပါတ်9ဥရောပယူရိုဟာဥရောပနိုင်ငံအများပြားအသုံးပြုတဲ့ယူရိုငွေကြေးကမ္ဘာဒုတိယအသုံးအများဆုံးအရန်ငွေကြေးဖြစ်ပြီးတန်ဖိုးခံမှမှုရှိပါတယ်။နံပါတ်10ဆွစ်ဇာလန်ငွေဟာကမ္ဘာအန္တရာယ်ကင်းဆုံးငွေကြေးဖြစ်ပြီးလူသိများပါတယ်။နိုင်ငံရဲ့စီးပွားရေးနိုင်ငံရေးအလွန်တည်ငြိမ်မှုကြောင့်ယင်းနှိမ့်နှံသူယုံကြည်ကြတဲ့ငွေကြေးလည်းဖြစ်ပါတယ်။နံပါတ်9ကီမန်ကျွန်းစုရဲ့ငွေဟာအခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ကမ္ဘာဘဏ္ဍာရေးဗဟိုချက်တစ်ခုဖြစ်တာကြောင့်သူ့ရဲ့ငွေကြေးဟာဒေါ်လာထက်တန်ဖိုးသာနေပါတယ်။နံပါတ်6ဗြိတိန်ပေါင်ဟာကမ္ဘာရှိအကြဆုံးဩဇာအရှိဆုံးငွေကြေးတစ်ခုဖြစ်ပြီးဗြိတိန်နိုင်ငံရဲ့ခိုင်မာတဲ့ဘဏ္ဍာရေးစနစ်ကြောင့်တန်ဖိုးမြင့်မားနေရှင်ဖြစ်ပါတယ်။နံပါတ်5ဂျီဘရတာပေါင်ဟာဗြိတိန်ပိုင်နယ်မြေတစ်ခုဖြစ်ပြီးဗြိတိရှပေါင်နဲ့တန်ဖိုးချင်းတူညီအောင်သတ်မှတ်ထားပါတယ်။ခရီးသွားလုပ်ငန်းနဲ့ဘဏ္ဍာရေးကဏ္ဍတွေပေါ်အခြေခံပါတယ်။နံပါတ်4ဂျော်ဒန်နိုင်ငံဟာရေနံရင်းမြစ်ကမ်းသားရှိနေပေမဲ့စနစ်တကျငွေကြေးမူဝါဒတွေကိုအမေရိကန်ဒေါ်လာနဲ့ချိတ်ဆက်ထားမှုကြောင့်တန်ဖိုးအမှာဆုံးစရင်းမှာပါဝင်နေပါတယ်။နံပါတ်3အိုမန်အာရေဗျကျွန်းဆွယ်မှာရှိတဲ့အိုမန်နိုင်ငံဟာလည်းရေနံထုတ်လုပ်မှုအားကောင်းတဲ့အတွက်သူ့ရဲ့ငွေကြေးတန်ဖိုးဟာအမေရိကန်ဒေါ်လာထက်အဆပေါင်းများစွာမြင့်မားနေပါတယ်။နံပါတ်5ဘာရိန်းအာရပ်ပင်လယ်ကွေ့တွင်းကကျွန်းနိုင်ငံလေးဖြစ်ပြီးရေနံနဲ့သဘောတငွေပြင်ငွေကြေးဝန်ဆောင်မှုကဏ္ဍတွေကြောင့်ငွေကြေးတန်ဖိုးမြင့်မားခြင်းဖြစ်ပါတယ်။နံပါတ်6ကူဝိတ်ကမ္ဘာပေါ်မှာတမို့အကြီးဆုံးငွေကြေးဖြစ်ရပ်တည်နေပါတယ်။ရေနံမြောက်များထုတ်ရှိပြီးစီးပွားရေးတည်ငြိမ်မှုကြောင့်ယနေ့အထိနံပါတ်1နေရာကိုထိန်းထားနိုင်ခြင်းဖြစ်ပါတယ်။အခုကျွန်တော်ပြောပြပေးတော့ကမ္ဘာပေါ်မှာငွေကြေးတန်ဖိုးအရှိဆုံးတန်ဖိုးမှာဆုံးသောနိုင်ငံ10နိုင်ငံကတော့တင်ရောဘယ်နိုင်ငံကငွေကိုပိုင်ဆိုင်ခဲ့ဘူးပါတယ်ဆိုတာ